တိတိရှိမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တကယ်ကျွန်တော်ကို2026 14ချိန်အတွက်ပထမဆုံးဖိုင်ဆိုင်လေးပေါ့ဗျာနော်ဒါကျွန်တော်တို့12ချိန်မှာသုံးခဲ့တဲ့ဖိုင်ဆိုင်လေးဖြစ်ပါတယ် IC ကြောလေးကျွန်တော်ချက်ပြန်ပြီးတော့ရှင်းပြပြီနော်သူကဒီ12ချိန်နဲ့14ချိန်နဲ့တွဲရက်လေးပေါ့သူရဲ့ဖြစ်စဉ်ကဘယ်အစတော့ဆိုဒီသူကပြန်ဖို့ကဏ္ဍစနစ်တွေပဲကျွန်တော်တို့အဲတုန်းကတော့ဒီ495ကိုကျွန်တော်တို့ထားခဲ့ပြီးတော့ဟို400ကိုပဲကျွန်တော်အဓိကပို့လိုက်တာပေါ့နော်အဲ့ဒီဖိုင်လေးပေါ့အဲ့စာလေးကျွန်တော်တစ်ချက်ပြန်ရှင်းပြမယ်သူဖြစ်စဉ်ကကျွန်တော်တို့ဒီမှာ1986တုန်းကသူက1986တုန်းကဒီမှာကျွန်တော်ပြခဲ့တယ်ဒီမှာ၄ပရိတ်တပိန်တော့မှာ1ပရိတ်ထောက်နော်၄ပရိတ်ထောက်တယ်1ပရိတ်ထောက်တယ်ဂျားထဲမှာရှိတဲ့ပရိတ်နှစ်ခုကစစ်သုံးမဟုတ်3ဖြစ်ရမယ်ဆိုပြီနော်၄ပရိတ်ထောက်တယ်တပိန်တော့မှာ1ပရိတ်ဂျားထဲမှာရှိတဲ့ပရိတ်နှစ်ခုကဒီမှာကျွန်တော်ဒီခရမ်းရောင်10ပရိတ်ပန်းရောင်3ပရိတ်အဲ့ဒီပန်းရောင်3ပရိတ်ကသူ့ရှိတစ်နှစ်ကျော်ဒီ3ဆုံးသောနှစ်ထဲကဒီရှစ်နောက်ပိတ်အပေါ်ကနော်10ပါသောကဏ္ဍပေါင်းချင်း30နဲ့နော်ပေါင်းချင်း30နဲ့10ပါသောကဏ္ဍနော်ဖြစ်ရမယ်အဲ့ဒီ10ပါသောကဏ္ဍဟာဒီ10ပိတ်ရဲ့အပေါ်က10ပါသောကဏ္ဍနော်ပေါင်းချင်း30နဲ့73ပရိတ်အဲ့ဒီ73ပရိတ်ကဒီ6ဆုံးသောနှစ်ကိုလာကြမယ်4ပရိတ်1ပရိတ်ဒီမှာ10ပရိတ်ထောက်ပြီးမှ3ပရိတ်ဆိုပြီးနော်4 1 8 3အဲ့ဒီ3ပရိတ်ကဒီဘက်3ဆုံးသောနှစ်က10နောက်ပိတ်အပေါ်ကပေါင်းချင်း30ပါတော့10တလုံးနဲ့ကဏ္ဍနော်ပြီးတော့မှကျွန်တော်တို့ကဒီ356ဆိုသောကဏ္ဍကိုကျွန်တော်ကဒီ86ကနေနော်86မှာကျွန်တော်ကပြန်ထုတ်တာ86ဘယ်ဒီမှာထုတ်တော့ဆိုတော့ကျွန်တော်တို့86မှာဒီမှာ9ပရိတ်4ပရိတ်နော်2ပရိတ်ဒီဆိုင်ငယ်ချင်းတွေပြီးပါနော်9ပရိတ်4ပရိတ်2ပရိတ်တပ်ပင်တော်မှာ60တွေအတွက်ကြာသူ့ရဲ့ဘေးမှာအဲ့ဒီ653ကိုပြန်ထုတ်တာအဲ့ဒီ653ကဘယ်က653လုံးဆိုတော့ကျွန်တော်တို့အဲ့ဒီတော့ယူဆလိုက်တာဒီ4ပရိတ်1ပရိတ်နော်အမှန်တော့4ပရိတ်1ပရိတ်သူကလည်းကြာနေတာဒီ4ပရိတ်ကိုအဓိကယူတာကိုကျွန်တော်356ကို653ဆိုပြီးယူတာနော်အမှန်တော့ဒီ9ပါသောကဏ္ဍကျွန်တော်တို့အဲ့တော့ဒီယူမဆိုင်မိလိုက်9ပါသောကဏ္ဍနော်ထားလိုက်ပါနော်အဲ့ဒီ9ပါသောကဏ္ဍကိုကြာတယ်ကြာပြီးတော့မှသူ့ရဲ့တပင်တော်မှာနော်ဒီဘက်ကဒီဝမ်းချင်းအဒီကိုကြာပြီးတော့မှဒီ36ချက်စီသူ့ရဲ့နှစ်နှစ်ကျော်ဟာဒီ3ဆုံးသောနှစ်83ခုနှစ်ကနော်3ဆုံးသောနှစ်ကအဲ့ဒီခွန်ခါသူ့ရဲ့ဘော8တလုံးပါသောကဏ္ဍနော်ခွန်ခါသူ့ရဲ့ဘောမှာ8တလုံးပါသောကဏ္ဍအဲ့ဒီ36ချက်ကဟောနာဒီ653လို့ကြာပြီးတော့9ပါသောကဏ္ဍကြာပြီးတပင်တော်မှာပြန်ကြာတာဒါလည်းမှဒီကောင်ကဒီကနေဝမ်းချင်းနော်အဓိကကျွန်တော်တို့အလုပ်လုပ်သွားတာဒီ4ပရိတ်1ပရိတ်ဂျားလည်းမှ3ရှစ်လို့ထားနော်ဒီပန်းရောင်ကဏ္ဍကရှင်း2နှစ်ကျော်ကဏ္ဍနော်အဲ့မဲ့တခုဒီယူဆရမှာဒီပန်းရောင်ကဏ္ဍဟာ83တွဲ83တွဲနော်ပန်းရောင်ကဏ္ဍဒီ83တွဲ83တွဲဖြစ်တဲ့အတွက်အဲ့ဒီ83ခုနှစ်မှာနော်83ခုနှစ်မှာပြန်ပို့မဲ့ကဏ္ဍဟာနော်ပြန်ပို့မဲ့ကဏ္ဍဟာ83တွဲပဲဖြစ်တယ်အဲ့ဒီ83တွဲကိုမှသောနာဒီ9ပရိတ်4ပရိတ်2ပရိတ်တပ်ပင်ကျော်46တွဲရဲ့ဘေးမှာနော်ဒီ653ဆိုတဲ့ကောင်အရင်ကြပြီးတော့မှသူ့ရဲ့တပင်ကျော်မှာအဲ့ဒီ38တွဲနဲ့ကဏ္ဍသောနာကျွန်တော်ပြထားတဲ့ခွန်လေတိုင်းနော်8တလုံးပါဝါနဲ့ကဏ္ဍကိုဒီမှာလာချရတယ်နော်အဲ့ဒီမှာဟန်ချက်ညီနေတာဒီမှာ83တွဲ83တွဲဒါ3သုံးသောနှစ်ကောင်6သုံးသောနှစ်ကိုအဲ့ဒီ3ဒီအဲ့ဒီ3အဲ့ဒီ6ကိုဒီကဏ္ဍပေါ်ပြ83နှစ်ကိုဒီ3သုံးသောနှစ်မှာတခါ83တွဲလို့ရှာပြီးတော့မှ6သုံးသောနှစ်ကို9ပရိတ်4ပရိတ်2ပရိတ်46တွဲရဲ့ပြီနော်ဒီသောနာဒီအဝါရောင်9ပါသောကဏ္ဍကြာပြီးတပင်ကျော်မှာကြာဒီကောင်ကြောက်သူ့ထက်ကတော့ဘေးလိုက်မှန်တယ်ဖြစ်ရမယ်နော်အဲ့ဒါပထမဖြစ်စဉ်ဒုတိယဖြစ်စဉ်ကလည်းအဲ့လိုပဲဒုတိယဖြစ်စဉ်ကဒီ96ပါ4ပရိတ်1ပရိတ်4ပရိတ်1ပရိတ်လို့ဖြစ်တယ်အဲ့လိုဆိုဒီမှာဂျားထဲမှာဒီတော့3883လို့ထားပါဒီမှာ3ရှိရတော့10ပရိတ်နော်အဲ့ဒီပန်းရောင်ကဏ္ဍဟာသူ့ရှစ်2နှစ်ကျော်ဟာဒီရှစ်နောက်ပိတ်အပေါ်ကကဏ္ဍပေါင်းချင်း30ပါတော့ရှစ်တလုံးပါပေါင်းချင်း30ပါတော့ကဏ္ဍဖြစ်ရမယ်နော်အဲ့ဒီချင်း55မှာဒီကိုပို့တာဘယ်ချိန်မှာပို့တာဆိုတော့4ပရိတ်1ပရိတ်လို့ဖြစ်ထားတဲ့အချိန်နော်4ပရိတ်1ပရိတ်ဂျားထဲမှာ38လို့ထောက်ပြီးတော့မှနော်ဒီ10ပရိတ်ကိုရင်ပို့ပြီးမှဒီ4ပရိတ်1ပရိတ်ဖြစ်တယ်ပြီးတော့မှကျွန်တော်တို့ကဒီ455ကို55လေးလို့ယူထားတယ်နော်ဒီကဏ္ဍအမှ9ပါတော့ပေါင်းချင်း9ဆိုလဲသူကဖြစ်တာကျွန်တော်ကအဲတုန်းကတော့4ပရိတ်ကအဓိကတော့ချက်ဘူးနော်4ပရိတ်ကိုအဓိကယူလိုက်တာအဲ့ဒီကဏ္ဍကဒီမှာ9ပရိတ်4ပရိတ်2ပရိတ်လို့ဖြစ်ပြီးတော့နှစ်ပင်တော်မှာ46လို့ထောက်ပြီးရတယ်ဘေးမှာနော်ဒီ55လေးဆိုတဲ့ပေါ့အဲ့ဒီ4ပရိတ်ပဲနော်အဲ့ဒီကာလာကတော့အဲ့ဒီ12ချိန်မှာတော့ကျွန်တော်ကဒီကဏ္ဍကိုပဲယူလိုက်တာပေါ့နော်အဲ့တုန်းကတော့400ပေါ့ပြီးတော့မှအဲ့ကောင်ကြာပြီးလို့ဆိုရင်တဲ့ဒီတပင်တော်မှာကြာမဲ့ကဏ္ဍသူ့ရှင်း2နှစ်ကျော်ဒီ3ဆုံးသောကဏ္ဍဟာ3ဆုံးသောနှစ်ကဒီခွန်ခါအပေါ်က10တလုံးပါသောကဏ္ဍနော်ခွန်ခါရဲ့အပေါ်က10တလုံးပါသောကဏ္ဍဟာဟောနာဒီ9ပါသောကဏ္ဍကြာပြီးတော့နော်ကြာပြီးတော့တပင်တော်မှာသူကလိုက်ထွက်တယ်အဲ့ဒီအချိန်မှာဒီ3လေးလေးကဒီဘက်ဘေးကနေဝမ်းချင်းကြာပြီးထားတယ်အဲ့ဒီအချိန်မှာဘာသွားပြီးတော့ဟန်ချက်ညီနေတော့ဆိုတော့သောနာက383838ခုညီတယ်နော်ဒီမဲ့85နော်ဒီ85က2003မှာနော်85လို့ပဲဟန်ချက်ညီပြီးတော့မှသူကအဲ့ဒီ9ပါသောကဏ္ဍနော်9ပရိတ်4ပရိတ်2ပရိတ်4 6တော့ကြာအဲ့ဒီ55လေးကြာပြီးတော့မှတပင်တော်မှာနော်ဒီဝမ်းချင်းဒီပို့ပြီးတော့မှအဲ့ဒီ10ပါသောကဏ္ဍခွန်ခါပေါ်ကပြန်ကြာတာဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့အဲ့တုန်းက2016ကနေယူလိုက်တာနော်အဲ့မှာ4ပရိတ်1ပရိတ်ဒီမှာ3ပရိတ်အဲ့လိုဆိုဒီမှာကြာမဲ့10ပရိတ်ကနော်ဟာဒီ3ဆုံးသောနှစ်ကနော်အဲ့ဒီ10ပိတ်အပေါ်က
နော်ရှစ်ပါတော့ပေါင်းချင်း30ခဏဖြစ်ရမယ်နော်ရှစ်ရဖြစ်တဲ့အတိုင်းပဲနော်ရှစ်မှာကြားခဲ့တာ832558 နော်ရှစ်ပိတ်အပေါ်မှာရှစ်ပါတော့ပေါင်းချင်း30ခဏဖြစ်ရမယ်အဲ့ကောင်ကမပဲကိုကြားတော့ဒီဘက်2016မှာနော်ဒီမှာ4 break 1 break လို့ထောက်နော်အဲ့လိုဆိုဒီမှာဒီ4 break 1 break ဒီ1 break မဖြစ်ခင်သူကဒီမှာ3ထောက်ထားတဲ့ဆို38နော်အဲ့ဒါမှ4138လို့ဖြစ်ဒီ1 break လာဖို့အတွက်သူကဒီမှာ438အဲ့လိုအရင်ဖြစ်ရမယ်အဲ့ဒီ10 break ကဒီ10 break ပေါ်က10ပါပြီပေါင်းချင်း30ပါတော့ခဏဒီမှာကကြာပြီးတော့မှကျွန်တော်တို့ကဒီ400ကိုထုတ်တာ400ကိုထုတ်တယ်ဘယ်ချိန်မှာထုတ်တာတော့2026နော်9 break 4 break နော်9 break 4 break ဖြစ်ပြီးဒီမှာ2 break လည်းထောက်2 break တော့မှ46လည်းကြာအဲ့ကောင်ကပြီးမှကျွန်တော်က400ကိုထုတ်တာမဟုတ်ဘူးဒီ400ကိုမပေးတော့ဘူးဗျာ5ပါတော့ခဏနော်5ပါတော့ခဏနော်5တလုံးပေါင်းချင်းကိုဒီ400ကိုမထုတ်ဖဲနဲ့ကျွန်တော်က4 break ဆိုပြီးတော့ဒီကောင်ကိုပဲကျွန်တော်တို့မဲနေတာနော်ဒါဒီကောင်ကိုထုတ်ပါတယ်နော်5တလုံးပါပေါင်းချင်းကိုနဲ့ပုံမှန်တော့5တလုံးပါပေါင်းချင်းကိုဆိုတော့14 break ပေါ့ဒီမှာ5တလုံးပါပေါင်းချင်းကိုဒီကဏ္ဍကိုသူလာထုတ်တာ၄၅အဲတော့ဒီရဖြစ်စဉ်ကကျွန်တော်တို့ပြက်တယ်လို့ပြောလို့မရဘူးကျွန်တော်တို့ကဏ္ဍယူဆတွဲပါလားကျွန်တော်ကဒီ400ကိုမဲနေတဲ့အချိန်မှာသူကဒီကဏ္ဍကိုထုတ်တာနော်၄၅ကိုဒီကောင်ထုတ်တာထုတ်ပြီးတော့မှကျွန်တော်တို့ကနော်ထုတ်ပြီးတော့မှသူ့ရဲ့တပိန်ကျော်မှာအဲ့ဒီ33သောနှစ်ထဲကနော်တကယ်ကျွန်တော်ဒါပြပြီးသားနော်ခွန်ခါသူ့ရဲ့အပေါ်မှာ8တလုံးနဲ့ပါတော့ကဏ္ဍခွန်ခါ8တလုံးနဲ့ပါတော့ကဏ္ဍအဲ့ဒီကဏ္ဍဟာနော်ဆောနာ9 break 4 break 2 break 2 break တော့မှ4 6ပဲပြီးမှ4 9 5လို့ထုတ်ပြီးတော့ဒီနှစ်တစ်လေးကဒီကနေပြီးတော့လာရှိမ့်သွားတယ်နော်3နှစ်လေးကဒီကနေလာရှိမ့်သွားရှိမ့်ပြီးတော့မှအဲ့ဒီမှာဘောနာဒီခွန်ခါဘောက8ပါတော့ကဏ္ဍ8နှစ်ခွန်နော်ဒီညမှာပြန်လာထုတ်ရတယ်နော်ဥပမာပါထုတ်ခဲ့တော့ခွန်ခါ8ပါတော့ပါ3ည8ကအဲ့ကောင်ဒီမှာလာထုတ်9ပါတော့ကဏ္ဍကြာပြီဥပမာကြာလာကနော်ခွန်ခါသူ့ရဲ့ပုံမှာ8ပါတော့ပါတော့နော်အဲ့ကောင်9 break 4 break 2 break 4 6တော့ရပြီမှာ9ပါတော့ကဏ္ဍကြာပြီတပင်းတော့ပြန်ထုတ်တာနော်ဒီမှာလည်းအဲ့လိုကနော်ဒီ850ကိုနော်9 break 4 break 2 break 2 break ကျော်ဒီ4 6တော့ရပြီမှာ9ပါတော့ကဏ္ဍအဲ့ဒီ9ပါတော့ကဏ္ဍက6ဆုံးတော့နှစ်ကနော်အဲ့ကောင်ထုတ်ပြီးတော့မှတပင်းကျော်မှာဒီကောင်ဒီရှင်းပြီးမှအဲ့ဒီ850ဟာဒီလာကြအခုအဲ့ပုံစံတိုင်းဆိုကျွန်တော်ကဒီ4 5ကိုသူထုတ်ခဲ့ပြီနော်9 break 4 break 2 break 4 6ကိုတွေ့ရပြီမှာ9ပါတော့ကဏ္ဍထုတ်ခဲ့ပြီဒီ3နှစ်လေးကလည်းဒီဘက်ကိုဝိုင်းချင်းတက်သွားတယ်အဲ့လိုဆိုဒီမှာအဲ့ဒီ3ဆုံးသောနှစ်ကနော်ဒီခွန်ခါရဲ့ဘော8ပါတော့ပါပါနဲ့ကနော်ဒီနေရာမှာထုတ်အောင်အဲ့ဒီအချိန်မှာကျွန်တော်တို့ဟန်ချက်ညီမဲ့ကိစ္စကျွန်တော်ပြောအောင်မြင်8 4တွဲနော်ဒီကောင်ကဒီကိုပို့တာ8 4 6 8 4 6ဟုတ်ပြီအဲ့တော့ဒီ3ဆုံးသောနှစ်မှာ8 4တွဲနဲ့ပဲကောင်ကြာ3ဆုံးသောနှစ်3ဆုံးသောနှစ်မှာကနော်8ပါတော့ကနော်4ခွက်ပဲထုတ်တာ8ခွန်3ရဲ့နောက်ဒီ8ခွန်2ရဲ့ခွန်8နဲ့ခွန်8 4 8ဒီ3ခွက်ပဲထုတ်တာနော်အဲ့ကြတော့ဒီဟန်ချက်ညီမဲ့ဆိုရင်ကျွန်တော်တို့နောက်တစ်ခါထပ်လိုက်မယ်လို့ဒီ4ခွန်8ပဲလှည့်နိုင်တယ်ရှိပါတယ်နော်ဒီနောက်ဘက်ကတော့အရင်အဆင့်မရှိပါနော်8နှစ်1နဲ့8 3နော်အဓိကဒီ8နှစ်ခွန်နဲ့8ခွန်8ခွန်လေးရလဲဟန်ချက်ညီရဆိုတော့တခြားမဟုတ်ဘူးသူကဒီမဲ့3ဆုံးသောနှစ်ကနေဒီ6ဆုံးသောနှစ်ကိုပို့ထားတဲ့ကောင်က84တွဲ84တွဲအဲ့ဒီ84တွဲက23နော်2023မှာ84တွဲသူလာထုတ်ပေးတာအဲ့ဒီ84တွဲကမှဒီ9 break 4 break 1 break 6 4တွဲရဲ့ဘေးမှာ9ပါတော့ကဏ္ဍကြပြီးမှတပင်းကျော်မှာ84အတွဲနဲ့ဒီကဏ္ဍမယ်စစ်ကွန်လေးတကယ်ကျွန်တော်မူကဏ္ဍလည်းပြပေးထားတယ်နော်ဒီဘက်ဒီမှာလည်းအဲ့လိုပဲနော်ဒီ85အတွဲဟာ85အတွဲဟာဒီ3ဆုံးသောနှစ်မှာ85ဆိုပြီးဒီအတွဲကြပေးထားတယ်အဲ့ကောင်မှဒီ6ဆုံးသောနှစ်ကို9 break 4 break 2 break 4 6တော့ရဲ့ဘေးမှာ55ပါတော့ကဏ္ဍကြပြီးရတယ်အဲ့ဒီ85အတွဲဟာဒီမှာကကြတာဟုတ်ချိန်မှာဖြစ်ခဲ့တဲ့ကောင်လည်းအဲ့လိုပဲနော်83အဲ့ဒီ83ဟာဒီ80နဲ့ဒီ3ဆုံးသောနှစ်83နှစ်မှာ83အတွဲပဲကြတယ်အဲ့ဒီ83တွဲက9 break 4 break 2 break တပင်ကျော်မှာ4 6လို့ထောက်ပြီးတော့9ပါတော့ကဏ္ဍကြပြီးတပင်ကျော်မှာအဲ့ဒီ83တွဲကိုပြန်ထောက်တယ်နော်ကြားထဲမှာဒီကောင်ဒီကိုဝမ်းကျင်းသွားမှလည်းဒီကောင်ဒီကိုဝမ်းကျင်းသွားနော်ဒီကောင်ဒီကိုဝမ်းကျင်းသွားပြီးတော့မှဒီမှာ8နှစ်ခွန်လား8ခွန်လေးလားနော်နှစ်ခွက်ကတော့လူနေတယ်ဒီနီးစနစ်တိုင်းကတော့ဒီခွန်ခါရဲ့အပေါ်ကတော့နော်ဒါကကျွန်တော်ဒီခွန်ခါတောင်းနဲ့ယူလိုက်တာသူ့ရဲ့အပေါ်မှာ8ပါတော့ပါပါကနော်ဒါမှမဟုတ်4 8တွဲနဲ့ဆိုရင်လည်းဒီကောင်သူတို့ဒီအထက်အောက်နှစ်ခုကဒီညမှာလာပြီးတော့နော်ဘယ်ကောင်မှမသိအောင်ဖြစ်တယ်။အဲ့ဒါလေးပါပဲ။ဒါပထမဆုံးခံစားရလေးပေါ့ဗျာနော်။ကဲမိတ်ဆွေတင်ငယ်ချင်းများအားလုံးကံကောင်းကြပါစေဗျာ။